ဖမ်းမိသွားပုံရသည်။မျိုးသမီးကသူ့မျက်လုံးနဲ့မြင်တဲ့တဲထဲတွင်ပျောက်ကွယ်သွားသောငှက်ငယ်လေးကိုသူမကြည့်နေသည်သူမခံစားခဲ့ရသည်။စိတ်မသက်မသာဖြစ်ပြီးတဲကိုမထိဖို့သူ့တငယ်ချင်းကိုအကြောင်းကြားတယ်။ဒါပေမဲ့အရန်နောက်ကျသွားပြီမို့အစမှာအတန်ထွက်လာတဲ့လူတိုင်းကားထဲမှာပဲနေနိုင်ကြပါတယ်။ဒီတစ်ခါတော့ဘယ်မှမသွားရဲတော့ဘူး။အမျိုးသမီးကဘာကိုကြည့်ဖို့တဲကိုလှမ်းကြည့်တယ်။ဆက်ဖြစ်ခဲ့သည်။မောင်ဆန်နဲ့မြင်ကွင်းတစ်ခုဖြစ်သွားတဲ့တဲမျက်နှာပြင်ပေါ်တွင်မရေမတွက်နိုင်သောအငွေးမြင်များရုတ်တရက်ပေါ်လာသည်။ရွက်ချောက်များစိတ်ကူးမရင်နိုင်ပါ။ဤအရာများသည်လူတစ်ကိုယ်လုံးကိုကိုက်စားနိုင်သောဘလူးများဖြစ်သည်ဟိုဘက်ကန်းကလူလည်းရှိတယ်။အိယာကနိုးပေမဲ့မင်းညကဘလောက်မူပြီးအိပ်ပျော်သွားမှန်းမသိ။တန်ပုံးသူတုံလှုပ်သွားတယ်။တန်ပုံးတွေကထွက်သွားခြင်းသည်အထဲမှာဘလူးတွေရှိနေတယ်လို့လူတိုင်းကသူ့ကိုမြင်မြင်ပြောကြတယ်။တဲသူ့တငယ်ချင်းတော်တော်များများဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်။ထိုလူသည်ငြိမ်သက်နေ၏အားလုံးကငြိမ်ပြီးမလုပ်ရဲကြပဲဘလူးကိုစောင့်နေကြတယ်။သူ့အလိုလိုပျောက်သွားတယ်။အချိန်ကြာလာသည်နှင့်အမျှနေအောင်အောက်တွင်လူတိုင်းရင်ခဲ့ကြသည်။